in new ပြင် mage အတက်တက် hey ဒါကတော့တရုတ်စာပါ season 45မှာအသစ်ထွက်ရှိလာမယ် mid lane မှာဆော့ကစားရမယ် mage hero အသစ်ဖြစ်ပြီးတော့နာမည်ကတော့ one way ပဲဖြစ်ပါတယ်ဆိုတော့ကရှီဝေးပြောမနေတော့ဘဲနဲ့ in new ပြင် one way ရဲ့ skill လေးတွေကိုချက်လောက်တွားကြည့်လိုက်အောင်ပါ one way ရဲ့ passive ကတော့သူ့မှာလာတဲ့အောက်က stack အတန်းလေးဖြစ်ပြီးတော့အဆိုပါ stack 5ခုပြည့်နေတဲ့အချိန်မှာ one way ဟာသူ့စီဝင်လာမဲ့ damage ကိုအင်မြူလို့ရမှာဖြစ်ပါတယ် stack ကတော့ဝင်လာမဲ့ damage အနေများမှာမူတည်ပြီးရောင်းမှာဖြစ်ပြီးတော့ Sona ကတော့ Miwa တို့ကုန်းမင်းတို့ ultimate ကိုစားလိုက်ရရင်တော့ stack 5ခုစလုံးတန်းရော့သွားမှာပါ scale 1ကတော့ Lady Tran နဲ့ Cousin တောင်ချတဲ့ scale ပဲဖြစ်ပြီးတော့အဆိုပါ scale 1ကချတဲ့တောင်ဟာ enemy တွေအောက်မှာချရင် damage နဲ့ slow ပေးမှာဖြစ်ပြီးတော့ကိုအောက်မှာချရင်တော့ပုံမှန်6စက္ကန့်နဲ့9စက္ကန့်ခွဲနေမှာ1 stack ရတဲ့ passive ကိုစတိုက်ပြန်ဖြစ်ပြီးနေမှာဖြစ်ပါတယ် scale 2ကိုတော့ရင်တော့မြို့ကိုစီးကြောင်းတစ်ခုဆလို့ရမှာဖြစ်ပြီးတော့မြို့ကိုစီးကြောင်းကိုထိတဲ့ enemy ကို knock up ပေးမှာဖြစ်ပါတယ်2 3တဲ့အချိန်မှာ1 hour တွဲသုံးလိုက်ရင်တော့2 TV knock up တဲ့ enemy တွေကို scale 1တောင်နဲ့ကိုဆွဲထည့်နေမှာဖြစ်ပါတယ်နောက်ဆုံးနဲ့အလန်းဆုံးဖြစ်တဲ့ ultimate ကိုသုံးရင်တော့ one way ဟာသူ့ရဲ့မူရင်းခန္ဓာကိုထားခဲ့ကမော်တောင်ဝေးအဖြစ်နဲ့လွတ်လပ်စွာပြန်သွားလို့ရနိုင်မှာဖြစ်ပြီးတော့10စက္ကန့်ပြည့်သွားရင်ဒါမှမဟုတ်တွားကျင်တဲ့နေရာကိုရောက်လို့ scale cancel လိုက်ရင် main body ဖြစ်ပြန်ပြောင်းသွားပြီးတော့အနားမှာရှိတဲ့ enemy ကို damage ပေးချလိုက်မှာဖြစ်တဲ့အပြင်မှာ scale 1တောင်ကိုမတက်ရနေသလို passive stat ကိုဇက်တိုက်ရရှိစေမယ် mountain state တွေကိုခဏတာဝင်သွားမှာပါဒါတွေမကသေးပဲအခုလိုမျိုးနေရာတွေကိုကျော်လို့ရမယ့်အပြင်တွားရလမ်းကြောင်းတော့ချုပ်က enemy ကိုပါ damage ထိမှစေအောင်မှာဖြစ်ပါတယ်ဆိုတော့ mobility ရော CC ရော aim ရော damage ရောအကောင်ဆုံးရှိနေဒီ one way ဟာ mid lane မှာဘန်းပိတ်ကမဲ့မွန်စတာကောင်ဖြစ်လာအောင်မှာကိုမြင်အောင်နေမိပါတယ်ကောင်းတယ်နာဆိုတယ်နာပြောရခက်ပြင်မယ်ကျွန်တော်အခုဒီဗီဒီယိုလုပ်နေတဲ့အချိန်မှာတင် one way ဟာကျွန်တော်တို့ global server မှာပါမကြခင်ထွက်ရှိလာတော့မယ်လို့ကြေညာသွားပါတယ်ဆိုတော့ brother တို့ကဒီ emu ပြင် one way ကိုဘယ်လိုမြင်ကြလဲ comment section မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်